ခုတော့သူနဲ့ကျမရဲ့ရေစက်တွေတကယ်ပဲကုန်သွားခဲ့ပြီအချိန်ကတော့ဒီလိုမရှိရင်မဖြစ်ဘူးလို့ထင်ခဲ့တာပေါ့သူ့ကိုဆုံးရှုံးရမှာကိုပဲကြောက်လန့်တကြားနဲ့အချိန်ချင်းအလျှော့ပေးခဲ့ဘူးတယ်အချိန်ချင်းဆွဲထားခဲ့ဘူးတယ်ဒါပေမဲ့ဆွဲထားလေလေပို့ပြီးနာကျင်ရလေလေပဲဆိုတာနောက်ဆုံးတော့နားလည်သွားခဲ့တယ်ရေစက်ကုန်တယ်ဆိုတာနှုတ်ဆက်စကားတွေအများကြီးမလိုပါဘူးအချင်းချင်းအဝေးဆုံးကိုရောက်သွားတာမျိုးမဟုတ်ပဲဘေးနားမှာရှိနေတောင်စိတ်သက်သွားတာမျိုးပေါ့ရှင်ထဲမှာလည်းဘာမှမကြံတော့သလိုဘာမှလည်းထပ်ပြီးမမျော်လင့်တော့ဘူးသူသွားချင်တဲ့လမ်းကိုသူသွားပါစေကျမသွားရမယ့်လမ်းကိုလည်းကျမဆက်လျှောက်ပါမယ်နာကျင်စရာတွေရှိခဲ့ရတော့တခါကအဆုံခဲ့ဘူးတဲ့ရေစက်ကိုတော့ကျေးဇူးတင်လိုက်ပါတယ်အခုတော့အားလုံးဟာအတိတ်တစ်ခုဖြစ်သွားခဲ့ပါပြီဒီဗီဒီယိုလေးကိုကြည့်နေတဲ့တငယ်ချင်းတို့ရောကိုကဘလောက်ပဲဆွဲထားနောက်ဆုံးမှရေစက်ကုန်ပြီးလမ်းခွဲခဲ့ရတဲ့သူမျိုးရှိလားအဲ့ဒီအချိန်မှာကိုဘလို့ပြန်နှစ်သိမ့်ခဲ့လဲ